မိဘေးကြီးရေဘေးကြီးစစ်ဘေးစစ်ဒဏ်ကြီးလို့တဏှာမှာဘဝမှာမကြာခဏမိမိတို့ကြုံကြရတဲ့ဒီဘေးဒဏ်ကြီးတွေကိုလွတ်မြောက်ခြင်းဘာလို့ရမလဲကိုချင်းနာခြင်းသိခြင်းလို့ဆိုတဲ့အမိနဲ့သားနဲ့အဖတဦးနဲ့တူဘလို့မှအကာအကွယ်မပြုတ်နိုင်မကယ်တင်နိုင်တဲ့အမတ္တဗုဒ္ဓကဘေးစစ်လို့ဆိုတဲ့ကိုချင်းနာခြင်းသိခြင်းဆိုတဲ့ဘေးတွေကြော်လွှားဖို့လွန်မြောက်ဖို့အတွက်ဘာလို့ရမလဲလို့မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာဟောတာကြတော့မဂ္ဂင်၈ပါးကိုပွားပါတဲ့ထားပြောတာနော်သစ္စာမဆိုခိုင်းဘူးမဂ္ဂင်၈ပါးပွားမှာတကယ်ဘေးဆိုးကတ်ဆိုးကြီးတွေလွန်မြောက်ချင်တော့မဂ္ဂင်၈ပါးကိုပွားပြီးတော့ဘေးကင်းရန်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှသာဘေးရန်ခတ်သိမ်းကလောကလုံးမှာတန်တရားထဲမှာနေရင်တော့ကြုံရမှာပဲတန်တရားထဲမှာနေရင်ကြုံရမှာတန်တရားထဲလည်းနေသေးတယ်ဘေးကလုံးဝလွတ်တယ်ဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးเนาะနောက်ဆုံးတစ်ခုမဟုတ်တစ်ခုတော့ကြုံရတာဒါကြောင့်မလို့တန်တရားမှာကြုံတွေ့ရတဲ့ဘေးဆိုတာတော့ကြုံမှာပဲဘာဖြစ်လို့တော့ဆိုကိုတူးရဲနေတာလည်းမဟုတ်ဘူးအဲ့ဒီတည်းမှာဘေးလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘယ်ဟာကိုဘေးလို့သတ်မှတ်ပြီးတော့ပြောတယ်လဲလို့ဆိုလို့ရှိရင်အခုပြောတဲ့လောဘဒေါသမောဟဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တွေဟာတကယ်ဘေးရန်နေပဲဘာဖြစ်လို့လဲဆိုလူတွေဘေးရန်ဖြစ်အောင်လုပ်ပေးနေတာသူတို့ကြောင့်ဖြစ်တာဒါအတွင်းစိတ်ဓာတ်တွေအမှန်တမ်းအရေးကြီးတယ်ကြည့်လေမြတ်စွာဘုရားကစက္ကဝတိသုတ်တံမှာဟောထားတာရှိဘုန်းကြီးတို့ဟောထားတာအဲ့ဒီစက္ကဝတိသုတ်တံကိုချင်းချုပ်ပြီးတော့ယနေ့လူသားများရဲ့လက်ဖန်ကဘာဆိုတဲ့ဘာဖြစ်လို့လူတွေဟာတဖြည်းဖြည်းတက်တန်းတွေတိုးလာကြတယ်လဲလို့ဆိုရင်အကျင့်စာရိတ္တပြက်လာတာကြောင့်တိုးလာကိုချင်းတရားတွေပြက်ပြားလာမှုကြောင့်တက်တန်းတွေတိုးလာအဲ့တော့ဒီတက်တန်းတိုးရခြင်းအကြောင်းလားကိုချင်းတရားပေါ်မှာမူတည်တယ်ဆိုတာမတ္တမထင်ရှားတယ်ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်ပြီးပြောတဲ့အခါမှာအရေးကြီးဆုံးကလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့မီးတွေငြိမ်းအောင်လုပ်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်အဲ့ဒါတွေငြိမ်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့အပြင်ဘက်ကအန္တရာယ်ကလွတ်ဖို့ဆိုတာကတော့အာမခံချက်မရှိဘူးလို့ပြောရမှာပဲဒါကြောင့်မို့အရင်ကြပေးတဲ့အခါမှာမြတ်စွာဘုရားကမဂ္ဂင်၈ပါးကျင့်တရားကိုပဲကျင့်ပါလို့ဒီ